ဘောလုံးဝါသနာရှင်ညီကိုတို့အားလုံးမလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ဗျာဒီနေ့အတွက်ကမ္ဘာဖလားရှုံးထွက်30နှစ်တင်းအဆင့်ရဲ့ပွဲကြီးပွဲကောင်းတွေစက်တိုက်ရှိနေပါတယ်ဗျာဒီညမှာတော့ဥရောပအင်အားကြီးပြင်သစ်မာကျောတဲ့မက္ကဆီကိုနဲ့ဟာလန်တို့ရဲ့နော်ဝေးအသင်းတို့ရှင်ပြိုင်ကြမဲ့ပွဲစဉ်3ပွဲလုံးကို6ပေါ်6အောက်အခြေအနေတွေအလားအလာတွေနဲ့အတူဘယ်လောက်ထိယုံကြည်ချက်ရှိလဲဆိုတဲ့ကျေပွင့်အဆင့်သတ်မှတ်ချက်တွေနဲ့ပါအသေးစိတ်သုံးသပ်ပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြအောင်နော်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့အာဖရိကရဲ့စင်ပြောင်ကြီးများ Ivory Coast နဲ့ဥရောပရဲ့အားကောင်းတဲ့နော်ဝေတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျာတို့ချက်အရာနော်ဝေက2.84နဲ့အဝေးကွင်းမှာအနည်းငယ်အလေးသာနေပြီး Ivory Coast ကတော့3.555ရှိနေပါတယ်နော်ဝေအသင်းရဲ့တိုက်စစ်ပိုင်းဟာပုံမိုထက်မြက်ပြီးဂိုးသွင်းစွမ်းရည်ကောင်းမှုပေမဲ့ Ivory Coast ရဲ့ကြန့်ခိုင်မှုနဲ့တုံ့ပြန်မှုကိုရင်ဆိုင်ရပါလိမ့်မယ်ရှုံးထွက်ပွဲစဉ်ဖြစ်လို့နှစ်သင်းလုံးအမှားမခံပဲပိတ်ဆို့နိုင်တာကြောင့်ဒီပွဲကိုတော့ဂိုးအောက် 2.5ကိုပဲပိုပြီးအတန်ကျင်ပြီးခံမှန်းရလက်အနေနဲ့နော်ဝေက 1C ဒါမှမဟုတ် 2C လောက်နဲ့ကတ်နိုင်သွားဖို့ရှိပါတယ်ဒုတိယပွဲကတော့ကမ္ဘာဖလားပိုဆွဲဖို့ရေပန်းစားနေတဲ့ပြင်သစ်နဲ့ဥရောပမြေကမာကျောတဲ့ဆွီဒင်တို့ပွဲစဉ်ဖြစ်ပြီးရောကြရပြင်သစ်ကတဲ့335နဲ့အပြတ်သက်ကိုအလေးတာနေတာတွေ့ရမှာပါပြင်သစ်အသင်းရဲ့ကျေပွင့်ကစားသမားအစုအဖွဲ့နဲ့တိုက်စစ်အရှိန်ကဆွီဒင်ထက်အများကြီးသာလွန်ပါတယ်ဆွီဒင်ဘက်ကခံစစ်ကိုအစွမ်းကုန်ပိတ်ဆို့ဖို့ကြိုးစားမှာဖြစ်ပေမဲ့ပြင်သစ်ရဲ့တရားစက်ဖိအားပေးမှုကိုတားဆီးဖို့ခက်ခဲပါလိမ့်မယ်ဒါကြောင့်ဒီပွဲကပြင်သစ်အနိုင်နဲ့အတူဂိုးပေါ် over 2.5ဖြစ်ဖို့တေချာတလောက်ရှိပြီးခံမှန်းရလက်ကတော့ပြင်သစ်က 3C ဒါမှမဟုတ်3-1လောက်နဲ့ဂိုးပြတ်နိုင်သွားဖို့များပါတယ်ဗျာတတိယပွဲစဉ်ကတော့အမြဲတမ်းအကျိတ်အနယ်ရှိလာတဲ့မက္ကဆီကိုနဲ့အီကွေဒေါတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒါတကြည့်ရင်မက္ကဆီကိုက2.295နဲ့အိမ်ကွင်းမှာအနည်းငယ်အလေးသာနေပြီးအီကွေဒေါကတော့3.96ရှိနေတာပါနှစ်သင်းလုံးရဲ့ကစားဟန်ကမမထန်ထန်နဲ့အရှိန်ဟုန်ပြင်းပြင်းစော့တက်ကြတာကြောင့်ပွဲကတော်တော်လေးကြည့်ကောင်းပါဒါပေမဲ့ရှုံးထွက်အဆင့်ရဲ့ဖိအားကြောင့်ပွဲအစပိုင်းမှာအပြန်အလှန်ထိန်းစော့ကြဖို့များတာကြောင့်ဒီပွဲကိုလည်းဂိုးအောက်2.5ဖြစ်ပဲရွေးချယ်ခြင်းပြီးခံမှန်းရလက်အနေနဲ့မက္ကဆီကိုက 1C နဲ့ကတ်နိုင်သွားနိုင်တယ်လို့1-1တရေလဲကျသွားနိုင်ပါတယ်ဗျာဒီညရဲ့ကမ္ဘာဖလားရှုံးထွက်ပွဲစဉ်ကြီးတွေကဘယ်အသင်းတွေနောက်တစ်ဆင့်တက်သွားမလဲထင်လဲမိမိတို့ရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးသွားကြအောင်နော်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နောက်ထပ်ပွဲကောင်းတွေမှာပြန်တွေ့ကြမယ်အားလုံးပဲကံကောင်းကြပါစေ